လူဘွားဆိုတာမွေးလာမယ်ကြောင်းတက်မယ်ရွယ်ရောက်လာရင်ထမင်းစားဖို့အလုံးလုံးရမယ်တက်ရွယ်ရလာရင်တော့ပင်စင်လေးစားပြီးအေးစစ်စစ်လေးတေးသွားမယ်ဒီလိုဆိုတော့လေအလုံးလုံးဖို့မွေးလာတဲ့တင်းစရာလူဘွားကြီးမလားဒီတက်ကနေဂျုံထွက်ဖို့တရိတ်ဆန်သာဖြစ်ရင်ကောင်းမယ်ဆိုပြီးတွေးမိကြဘူးလားတွေးဘူးလေဆိုရင်ပန်းဝင်လေးတွေပေါ်မှာအငဲနားနေတဲ့ချစ်စရာပြားလေးတွေရဲ့ဘဝကိုတော့ရောင်လို့တောင်စိတ်မကူးမိပါသေးနဲ့သူတို့ကပို့ဆိုးနေလို့ပါပြားတွေထဲမှာဝါကာကွင်းဒရုန်းဆိုပြီးရွေးချယ်စရာတွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့တာမန်ဓာတ်ဖော့ဘီလေးဖြစ်ကြည့်ကြပါမယ်ဒါကတော့ဦးလေးတစ်လုံးပါတာမန်ပေါက်ပန်း40နေရာမှာတော့မဟုတ်ပါဘူးဒီလိုအခန်းလေးထဲမှာရှိနေပါတယ်ဒီဦးကတော့ခဏပါတခြားတော်တွေလို့လေခဏကကြုံတယ်လို့မနေရပါဘူးတခြားတရားတွေကခဏရဲ့အပူချိန်ကိုထိမ့်မိပါတယ်ဒါကမွေးပြီးဥဘဝတစ်ရက်ကနေ3ရက်ထိပါပဲ3ရက်ကနေစပြီးခဏကအကောင်ပေါက်ပါပြီအစားအစာအတွက်ကတော့စိတ်ပူစရာမလိုပါဘူးလာကျွေးမဲ့သူကရှိပြီးသားပါဒါကလည်း3ရက်လောက်ပါပဲဂျားထဲမှာနည်းနည်းကြီးလောင်10ရက်လောက်ထိထားထားပါတယ်17ရက်ရောက်ရင်တော့နောက်ထပ်တရားတွေထပ်ရောက်လာပါပြီဒီတရားတွေကတော့ခဏကိုတိုက်လာပိတ်တာပါဒီပိတ်ထားတဲ့တိုက်ထဲမှာပိုးလောင်းတွေလက်ပြာကိုပြောင်းတယ်လို့ပြောင်းနေတာပါဒါပေမဲ့ခဏကံကြမ္မာအရာဖြစ်နိုင်တာ3ခုရှိပါတယ်တိုက်ပိတ်ထားတဲ့ထဲမှာ16ရက်ထိနေရမယ်ဆိုခဏကတရားပြင်မာကြီးဖြစ်မှာပါ21ရက်ဆိုရင်တော့တာမန်အလုပ်သမားဖြစ်ပြီး24ရက်ထိကဒရုန်းပါအရင်ဆုံးခဏကတာမန်တရားတက်တာဖြစ်ခဲ့မယ်ဆိုခဏဘွားကဒီလိုလာပါတယ်ခဏနေခဲ့တဲ့နေရာကိုတန်ရှင်းအရင်လောက်ရပါမယ်ပြီးရင်3ရက်လောက်တခြားအခန်းတွေကိုပါပြီးသက်လောက်လောက်ရပါဒီ3ရက်ကျော်ရင်တော့အခုမှ new ဘီလေးခဏအတွက် holiday မရှိပါဘူးအကောင်ပေါက်လေးတွေကိုအစာလိုက်ကြွေရပါမယ်ပိတ်တော့မများပါဘူးဒီနေ့ကိုနိုးတဲ့ကနေအိတ်တဲ့အထိအခါ100လောက်ထဲပါဒီလိုကျွေးနေတော့တေနေတဲ့အကောင်ပေါက်တွေဘာတွေတွေးခဲ့မယ်ဆိုရင်တော့ဒါတွေကိုဖယ်ရှားပေးဖို့ကလည်းခဏတောင်းဝင်ပါမယ်ဒီလိုမျိုး12ရက်လောက်တောင်းဝင်ထမ်းပြီးရင်တော့ယာရုတက်ဆင်တက်ပါမယ်ဆောက်လုပ်ရေးသမားပါဒီမှာထမ်းဆောင်ရတဲ့တောင်းဝင်တွေကတော့ပြားဖျောင်းထုတ်မယ်အခန်းတစ်တွေစောက်မယ်အပေါက်တွေလိုက်ပိတ်ပေးမယ်ဒီလောက်ပါပဲဒီချိန်ထိခဏကတရားအောင်နေရကိုမထွက်ရသေးပါဘူးဒါပေမဲ့ထွက်ကမဲ့တောင်းဝင်ကတော့နီးစပ်လာပါပြီအဆောင်ပါပြားအောင်ထိတ်မှာအဆောင်တောင်းဝင်ယူရပါမယ်ဝင်လာတဲ့တရားတွေကိုမှတ်ပုံနေစစ်ပြီးကိုတရားအောင်ကမဟုတ်ရင်မောင်းထုတ်ရပါအပြင်မထွက်ရသေးပေမဲ့နောက်ထပ်ယာရုတက်ဆင်တက်တာနဲ့ထွက်ရပါတော့မယ်21ရက်ကနေ45ရက်လောက်ကိုရောက်လာပါပြီဒီချိန်မှာပဲခဏကတော့အနည်းဆုံးယာရုလည်းရပါပြီဒီယာရုရပြီဆိုရင်တော့အပြင်ထွက်ပန်းရှာရပါပြီဒီလိုရှာနေတော့ကို့အဖွဲကတရားတွေနဲ့ဆက်သွယ်ဖို့ကတာရှိပါသေးတယ်ဝေကေတန်းလို့ခေါ်ပါတယ်ဒီလိုမျိုးပါရပြီဆိုရင်အိမ်ပြန်တည်ပြီးဒီ process ကမသိမချင်းလောက်ရပါမယ်နေတိုင်းအသွားပြန်တောင်းဝန်ထမ်းဆောင်နေရင်အသက်တွေကြီးလာပြီးတေမဲနေရောက်ခံနေပြီဆိုရင်တော့ပြောင်းနဲ့ဝေးရနေရတခုကိုထွက်သွားရင်တကောင်နဲ့အစာငတ်ရင်ကန်နဲ့အသေးခံရပါမယ်ဒါကခဏတရားလှုပ်သားဖြစ်ခဲ့ရင်ရမယ်ဘောပါရှေ့ကိုနည်းနည်းပြန်ကြည့်ရအောင်တကယ်လို့ပြားဘရင်မှာဖြစ်ခဲ့ရင်မထူးပါဘူးဖြစ်ကြည့်ကြတာပေါ့တာမန်တရားလိုပဲအခန်းလေးထဲမှာပါပဲဒီတစ်ခါမှာတော့16ရက်နဲ့အကောင်ပေါက်လာတာဆိုတော့ခဏကတရားဘရင်မှာဆိုတာကိုသိသွားပါပြီပြီးတော့ဒီလိုအခန်းလေးထဲမှာမထားတော့ပဲပိုးကျဲတဲ့အခန်းထဲကိုရွှေ့သွားကြပါပြီကွင်းဆဲလို့လည်းခေါ်ပါတယ်ဒီထဲမှာ16ရက်လောက်နေလိုက်တာနဲ့ကိုအရွယ်ရောက်ပါပြီဒီမှာကိုယ့်လိုတခြားတရားဘရင်မတွေလည်းရှိနေနိုင်ပါတယ်ရှိခဲ့မယ်ဆိုရင်တော့နှိမ်နှင်းရပါမယ်ဒါမှအာနာလူမဲ့သူပေါ်မလာမှာပါအကောင်အေးစိတ်ဖြစ်ပြီဆိုရင်ကိုကတရားအောင်ထဲမှာဘယင်ပါပဲဘာမှလုပ်စရာမလိုသလိုအေးစိတ်အုပ်ချုပ်နေုံပါပဲတရားအောင်ထဲကတော့မထွက်ပါဘူးဒါပေမဲ့၄ပတ်လောက်ရောက်ပြီဆိုရင်တော့ထွက်ရမယ့်အကြောင်းရင်းပေါ်လာပါပြီအပြင်ရောက်ပြီဆိုခဏနည်းပြန်ပြီးတခြားတရားတွေလာတာစောင့်ပါမယ်ရောက်လာပြီဆိုရင်တော့လိုက်တာလေထဲမှာပါပဲအနည်းဆုံးခုနလေထဲမှာ12ကောင်လောက်နဲ့မိတ်လိုက်ပြီးစပန်း100မီလီယံလောက်ကိုပြန်သေးလာပါတယ်ဒီစပန်းတွေကိုအသက်2နှစ်လောက်ထိတိမ့်ထားပြီးမွေးလို့ရပြီဆိုရင်တော့တနေ့ဥ2000လောက်နှုံးနဲ့မသိမချင်းဥပါပြီဒါကလည်းအသက်4နှစ်ကနေ9နှစ်လောက်ထိပါပဲပြားပင်မတွေရဲ့တေရတဲ့အကြောင်းရင်းတွေကနည်းနည်းတော့ဆန်းပါတယ်ဒီခန်းထဲမှာပဲတေတာတော့မဟုတ်ပါဘူးကိုမွေးခဲ့တဲ့တဲကပြားပင်မအစ်စ်တွေလာတတ်တာရှိတယ်လို့တခြားတရားတွေဝိုင်းမောင်းထုတ်လို့အပြင်မှာတေသွားရတာလည်းရှိပါတယ်ဒီလိုဆိုရင်တော့တိတ်ကိစ္စမရှိပါဘူးတကယ်လို့မွေးနေရင်ကိုယ့်နေရာမှာဆက်ခံမဲ့သူမရှိတော့ရုတ်တရက်တေသွားရင်တော့ပြားတွေကုန်ကစင်ကလျားတစ်ခက်ကုန်ပြီးပြားအောင်မှာပြတ်ရပါတယ်တေချင်ရင်တော့တေလို့မရတဲ့ဘဝပါဒါနဲ့တကားမဆက်ဒီလိုဗီဒီယိုတစ်ပုတ်ဖန်တီးဖို့ဘယ်လောက်ကုန်နေထင်ကြလဲတကယ်ကတော့0ပါ editing software အချို့နဲ့ idea ပဲလိုပါတယ်ကိုက idea ကောင်းတယ်လုပ်ချင်တဲ့ရှိတယ်ဆိုရင်ကျွန်တော်စီမှာတင်နှလာအပ်လို့ရပါပြီဒီလိုဗီဒီယိုတွေနဲ့မဟုတ်ပဲတာမန် YouTube ဗီဒီယိုတွေလည်းဖန်တီးနိုင်တဲ့အထိသင်ပေးမှာဖြစ်ပြီးတော့ YouTube ရဲ့သဘောတရားတွေနဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ဖို့လိုအပ်တာတွေအကုန်သင်ပေးမှာပါစိတ်ဝင်စားရင်ကျွန်တော် Telegram နဲ့ဆက်သွယ်လို့ရပါတယ်ဗီဒီယိုကိုပြန်ဆက်ပါမယ်အခုကျန်တာကတော့ drone ပါတခြားနှစ်ကောင်နဲ့မတူပဲပေါက်လာမဲ့ဥကမအောင်မြင်တဲ့ဥပါပေါက်လာရင်လေစိုက်ကတာမန်တရားတွေထက်ကြီးပြီးပြားပြင်မှာထက်တော့သေးပါတယ်
မွေးပြီးမကြဘူးပြားအောင်ပြင်ကိုထွက်ရပါတယ်ဒီပြားတွေမှာစိုးမပါပါဘူးဒီတော့ဒီကောင်တွေကမတောက်နိုင်ပါဘူးတခြားနေရာတစ်ခုခုကိုထွက်သွားရင်ကိုယ့်လိုတခြားကောင်တွေရှိတဲ့နေရာကိုရောက်လာပါပြီဒီနေရာကဘယင်မလာမဲ့နေရာပါအကုန်လုံးကလည်းဘယင်မကိုပဲစောင့်နေကြတာပါတခြားပြားတွေလို့ပြားအောင်ထဲမှာလှုပ်เสียမလို့သလိုပြားရည်လည်းသွားဆုပ်เสียမလို့ပါဘူးမွေးလာရတဲ့တာဝန်ကဘယင်မနဲ့မိတ်လိုက်နိုင်ဖို့ပါပဲတကယ်လို့ဘယင်မလာခဲ့ပြီဆိုရင်တော့အခုတော့ဘယင်မပြန်သွားပါပြီဒီကောင်တွေကအောင်နင်းဘယင်မရောက်လာတယ်ဆိုတွေ့လိုက်နိုင်တဲ့ကောင်တွေပါကန်ဆိုးတာကဒီလိုမိတ်လိုက်ပြီးတာနဲ့ကိုတွင်းအင်္ဂါတွေပြက်စီးကုန်လို့တေးရပါတယ်ဒီထဲမှာခဏတော့မပါပါဘူးခဏကမစွန်တဲ့ကောင်ပါဒီလိုမစွန်ခဲ့လို့ပြားအောင်တွေကိုတန်တဲ့အချိန်မှာတော့ခဏလိုအလုတ်လဲမလုတ်မိတ်တောင်မလိုက်နိုင်တဲ့ကောင်ကိုလက်မခံကြတော့ပါဘူးမောင်းထုတ်ပြီးအစာငတ်သေးတဲ့အထိပြစ်ထားလိုက်ကြပါတယ်ဒါကတော့ဒရုန်းတစ်ကောင်ရဲ့ဘဝပါဒီမှာပြားအောင်တစ်ခုလုံးမှာဖြစ်နေတာတွေကိုပြန်ခြုံကြည့်ရရင်ပြားပင်မကြီးကပြားတွေကိုမွေးမယ်အလုတ်သမားဖြစ်မဲ့ကောင်တွေကအလုတ်လုံးမယ်ဒရုန်းတွေဆိုရင်အပြင်ထွက်မယ်ဘယင်မနေရအစ်စ်လဲမယ်ဘယင်မအစ်စ်ကဒရုန်းတွေနဲ့မိတ်လိုက်မယ်ဥပြန်လာဥမယ်ဒါနဲ့ပဲလဲနေတာပါတဘာဝထဲမှာဒီလိုပုံစံနဲ့နုံမတုံးသေးတဲ့တစ်ခုတည်းသောတရားတွေပါပြားတကောင်မှာမျက်လုံး၅လုံးပါပြီးအစာရင်ကလည်း2ခုပါပါတယ်အနံ့ခန္ဓာကတော့ခွေးတွေထက်အစာ90လောက်သားပါတယ်ပြားဒီမှာပါတဲ့အစိတ်ရဲ့တအောင်သားနဲ့ကောဘရာဘနုံတကောင်ရဲ့အစိတ်တအောင်သားကိုရှင်းမယ်ဆိုရင်ပြားတွေရဲ့အစိတ်ကပိုပြင်းပါတယ်ဒါပေမဲ့တာမန်ပြားလုံသားတကောင်ကတစ်သက်မှာတစ်ခါပဲတုံနိုင်ပါတယ်တုံပြီးရင်တေးရတာပါပြားပင်မှာဆိုရင်တော့အချိန်ပေါင်းများစွာရပါတယ်ပြားသေးကောင်တွေကိုစားပေးတယ်ဘောရှာဗီးတွေလည်းရှိပါတယ်ပြားရည်လက်ဖက်ရည်စုံတစ်စုံရဲ့တဝက်စာရဖို့ကိုပြားလုံသားတကောင်ရဲ့တစ်သက်လုံးအလုံးလောက်ရပါတယ်ပြားတွေကအနီရောင်ကိုမငင်နိုင်ပါဘူးဒါကပြားရည်150ပေါင်ပါဒီပမာဏကိုရဖို့အတွက်ပြားတွေသွားရတဲ့ခရီးကဘာကနေလားကို73ခေါက်လောက်သွားတာရှိပါတယ်တကယ်လို့ပရီမီယံတွေဝယ်ဖို့လိုအပ်လာပြီဆိုရင်တော့ဒီ channel မှာလာဝယ်လို့ရပါတယ် ChatGPT နဲ့ကံမာတို့လိုပရီမီယံတွေကအစအကုန်ရတာဖြစ်လို့လိုအပ်လာရင်comment က link ကနေဝင်ကြည့်လိုက်ပါဒီလောက်ဆိုရင်ပြားတွေရဲ့အကြောင်းကိုတော်တော်လဲစုံလောက်ပြီးထင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြတော့မှကျွန်တော်တို့ပြန်တွေ့ကြမယ်